ခိုင်မောင်မဆရာကြီးကျွန်တော်အေးသုံးခွက်ရမယ်ဆရာရအိမ်ကြီးတစ်ထည်ဝင်မိပါတယ်ကွာဒုက္ခပါမင်းကလည်းကြွားရမယ်နည်းနည်းပါးပါကြည့်ကြကြွားစမ်းမအောင်ကွာငါအမြတပည့်900ကျော်နဲ့ကွန်ဖူးပညာရှင်ကြီးနဲ့ဟိုကွန်ဖူးပညာရှင်ကြီးအစ်စ်တွေများကြားသွားရင်ဒုက္ခအေးလေငါလည်းတိုင်းပညာရှင်ကြီးတယ်အမောတင်နေလိုက်တာငါမှမနှဲဟန်ဆောင်နေရတယ်ကွာအဲ့ဒီဟန်ဆောင်တာကိုကအတတ်ပညာတစ်ခုပဲကွာရန်ကုန်သူရန်ကုန်သားတွေဟာအဲ့ဒီဟန်ဆောင်လောကရဲ့အတတ်ပညာအားလုံးကိုခလေးကအစလူကြီးအစုံအားလုံးလိုတက်ကြတယ်ကွာရွှေရည်စိန်တွေတကားကားနဲ့မရှက်မကြောက်ဝလာဝေးရဲ့စက်ကူစုပ်တွေထည့်ထားတဲ့လက်ကင်အကြီးတွေကိုဆွဲပြီးလက်ဖေးတစ်ခွက်ဖို့မရှိလို့ကတ်တော့နေတဲ့လူတွေကအများကြီးသိန်းစကားတန်းစကားတွေကိုမြို့ထဲမှာတဝါကြီးပြောပြီးတော့အပြန်ဘတ်စကားကမရှိလို့ကားခိုးစီးတဲ့လူတွေမနေမနှောပဲဒါဆိုရင်မင်းပြောပုံကြီးကရန်ကုန်တစ်မျိုးလုံးဟန်ဆောင်မှုတွေထုံးလွှမ်းနေဆိုတော့တကယ်ပစ္စည်းရှိတကယ်ပညာတတ်ပြီးတကယ်ဟမဆောင်တဲ့လူတွေရှိပါတယ်ကွာဒါပေမဲ့နေတယ်ကျွတ်ညီပြောတာဟုတ်တယ်ကွာဘုသားဝါရခုကိစ္စမှာကျွတ်ညီဟန်ဆောင်ကောင်းလို့မင်း60တက်တာခဲ့တာမဟုတ်လားအဲ့ဒီလူကြတော့လေကြောက်တတ်ကြတာပဲ